စားကောင်းလဲငါတို့ရတော့မာရတော့ Hello good morning အားလုံးပဲမင်္ဂလာပါဒီနေ့အမေရိကအိမ်မှာအားနေရနဲ့စောစောစီစီမာလာတန်လောက်စားပါပါမာလာတန်ဆိုတာကမာလာဟင်းကိုအရှိတစ်မျိုးနဲ့ပေါ့နော်အဲ့တော့ခါကျတော့အမေရိကဒီနေ့အမေပြင်ဆင်ထားတဲ့ဟာလေးရှိပါတယ်အဲ့ဒါကတော့အမေဒီနေ့စုံစားကြင်တာနဲ့ဒီမှာအမိုးပဲပင်ပေါက်နည်းနည်းမင်းဒါကတော့မုံညင်းဒါအမေရန်ကြိုက်တဲ့ပန်းပွင့်ပေါ့နော်ဒီမှာအမေရန်ကြိုက်တဲ့ပန်းပွင့်ပြီးတော့ဒါမုံညင်းနောက်တစ်မျိုးပြီးတော့ဒါမြစ်လေးကိုမဒီ seafood အစုံနဲ့စောင့်ပါပါဒီနေ့တော့အမေဘစွန်လည်းမထည့်ဘူးဟိုအသားလည်းမထည့်ဘူးပေါ့နော်ဒီတိုင်းလေးကိုတန်လေး breakfast လေးစားကြလို့ဒါ breakfast ဆို sissy breakfast စားဖို့ပေါ့နော်အဲ့လေးကိုအမေကဒီမာလာကိုဘယ် paste နဲ့လုပ်မှာလဲဆိုတော့ဒီ high ဒီလောက်ကထုတ်တဲ့ဒီ soft paste လေးနဲ့အမေလုပ်မှာပါဒီ soft paste လေးကိုထည့်ပြီးတော့နွားနို့လေးထည့်ပြီးတော့ရေလေးထည့်ပြီးတော့အဲ့လိုမျိုးလေးလုပ်မှာပါအဲ့တော့ဒီအထုပ်လေးထဲမှာဒီလိုမျိုးအထုပ်ကလေးနှစ်ထုပ်ပါပါတယ်ဒီလိုမျိုးအထုပ်ကလေးနှစ်ထုပ်ပါပါတယ်အမေကဒီကောင်အနှစ်တီအကုန်မထည့်လိုက်ပါဘူးနှစ်စွန်းလောက်ပဲထည့်မှာပါစီလည်းမထည့်ပါဘူးထည့်လိုက်ပါမယ်ပေါ့နော်ဆိုတော့နွားနို့လေးနည်းနည်းထည့်ပါမယ်ပြပြနော်ဟင်းဖြစ်တဲ့အချင်းလေးပါအဲ့ဒီတော့အမေကတယောက်စာလေးပဲကိုလိုအပ်တာလေးထည့်ပြီးတော့တစ်ခါစားမယ်ပေါ့နော်အမေကအမှုကြိုက်တော့အမှုလေးထည့်မယ်အမှုနည်းနည်းထည့်မယ်ပြီးရင်ညစ်ဒါတစ်ခါစားလေးပဲပြင်တာအကောင်းတယ်ပြီးရင်အသားလုံးအစုံကြီးထည့်မယ်ပေါ့အားလုံးစုံထည့်မယ်ပြီးတော့ကိုကြိုက်တဲ့အရွက်နည်းနည်းထည့်မယ်ပြီးတော့ပန်းပွင့်ပြီးတော့အမကြိုက်တဲ့ရွက်လေးထည့်မယ်ပြီးနည်းနည်းမင်းဒါတော့အမရနည်းနည်းမင်းကြိုက်တဲ့အုပ်စုပါပေါ့နော်အဲ့တော့နည်းနည်းမင်းလေးထည့်ဒါအမေတခါပြင်လေးပေါ့နော်အဲ့တော့တခါပြင်လေးနဲ့ထားပါမယ်ဒါတော့ညက်နေစားအတွက်ပါအဲ့တော့အခုမှလည်းတနည်းကလည်းဆူလာပြီပွက်ဆူလာပြီဆိုတော့ဒီမှာပါတယ်မာလာအနှစ်တည်းဟာစားရင်အရှမ်းအလုပ်ရှုပ်ပါတယ်အဲ့တော့ဒီအဖတ်တွေဒီညုတ်ဒီဘက်ဒီ nams တွေnam ဖြစ်တဲ့အသီးတွေပေါ့နော်အဲ့ဒါအကုန်လုံးဖယ်ထုတ်ပါမယ်အခုလိုမျိုးဆိုရင်ဒါနွားနို့လေးနဲ့ပွက်ဆူလာပါပြီမလိုအပ်တဲ့အနှစ်တွေဖယ်ထုတ်လိုက်တာပေါ့နော်အခုဆိုရင်နွားနို့လေးနဲ့ဒီမာလာအနှစ်လေးကပွက်ဆူပြီးဆိုတော့ဒါအမရစားမယ်တစ်ခါစားလေးပြုတ်ပါမယ်ကဲဒါဆိုရင်အခုမာလာတန်လေးပြုတ်ထားလိုက်ပါပြီဒါကတော့ပွက်ဆူလာတဲ့အမရရဲ့မာလာတန်လေးပါစားမယ်ဆိုရင်စားလို့ရပါပြီဒါတော့ခောက်ဆွဲထည့်ထားတယ်မာလာတန်လေးပါဒါတော့အမေမာလာတန်လေးပါအရေးမထည့်ထားဘူးဒီတိုင်းလေးbreakfast လေးဆိုပေါ့ပါပါလေးဆက်ရကြိုက်တော့ပါတော်လေးစားကောင်းတယ်နွားနို့ရတော့မာလာရတော့အသီးနှံရ fresh ဖြစ်တဲ့ရတော့တော်လေးစားကောင်းတယ်မာလာအနှစ်လေးကိုနောက်လေးနဲ့ရောပြီးရင်အနှစ်ဖက်တွေဆက်ထုတ်ပြီးရင်ရှည်ရီရောပြီးအဲ့ဟာလေးကိုအသီးနှံလေးနဲ့အရှမ်းစားကောင်းတယ်
so good အားလုံးပဲနေကောင်းကြမှာကြပါစေရှင်